ဒီမှာမိုးကုတ်ဂျုံစီချက်မင်္ဂလာပါဒီတစ်ခါကိုတော့ Bless ကမန္တလေးရောက်လို့ရှိရင်စားမယ်ဆိုပြီးတော့ list လောက်ထားတဲ့ဆိုင်လေးတွေကိုခေါ်သွားပေးခြင်းပါတယ်အားလုံးပဲ Bless တူတူဘယ်ဆိုင်လေးတော့စားမလဲဆိုတာလိုက်ခဲ့ပေးပါဦးခင်ဗျာမင်္ဂလာပါဆိုတော့အခုကတော့ဒါ Bless ကမန်လေးမှာပဲပေါ့နော်အဲ့တော့မန်လေးမှာဒီနေ့တကယ်ချင်းနဲ့Bless မန်လေးရောက်လို့ရှိရင်စားမယ်ဆိုပြီးတော့ရန်ကုန်မှာတွေက list လောက်ထားတဲ့ဆိုင်လေးဒီနေ့တော့စားပါမယ်အဲ့တော့မိုးကုတ်စားတော့စားမယ်မိုးကုတ်စီချက်တို့ဟိုဂျုံစီချက်လာမသိပြီးတော့ဟိုမိုးကုတ်မီးရှိအဲ့လေးစားခြင်းတော့တော့ပါမယ်တုတ်မှာအိုးဝေခေါ်ထားတယ်ကိုရီးယားတုတ်တဲ့ဒီမှာအိုးဝေခေါ်တာနော်ဒီမှာပထမအဆုံးဆိုင်ကဒီမှာ Century မိုးကုတ်မိုးကုတ်အစားစားအေးမိုးကုတ်အစားစား Century မိုးကုတ်မှာဆိုရင်တော့မိုးကုတ်အစားစားလေးတွေကို Bless ကစားကြည့်ချင်တာနဲ့ဒီဆိုင်လေးကိုလည်းမှတ်ထားတယ်ပေါ့နော်ဒီဆိုင်မှာဆိုရင်နာမည်ကြီးတာကမိုးကုတ်ဂျုံစီချက်ခောက်ဆွဲရဲ့မိုးကုတ်ထမင်းပေါင်းရနာမည်ကြီးတာပါတခြားမိုးကုတ်အစားစားနဲ့ပတ်သက်တဲ့မိုးကုတ်မြရှိတွေပါလည်းရတယ်ပေါ့နော်ဆိုင်လေးစာလေးကတော့69A 39C တောက်မှာဖွင့်ထားတာပါသူကဒါတော့မိုးကုတ်မြရှိပေါ့နော်ဒီမန်လေးမြရှိနဲ့ဘာကွာလဲဆိုတော့မန်လေးမြရှိကကြတော့သူတို့ကဟိုပဲပိဆက်တို့အဲ့ဒါနဲ့ထည့်ရပါတော့ဒါကြတော့သူကကော်ရည်ထဲမှာအောင်မှသူကမကြီးရတာလေးထည့်တာပေါ့နော်မကြီးကော်ရည်ကိုပြောမှဆိုရင်အဲ့ဒါနဲ့အသားနဲ့စီချက်နဲ့ဒါပဲပေါ့နော်ဒါမိုးကုတ်စီချက်ပေါ့နော်ရုံစီချက်အပေါင်းဒီမှာဖတ်ထုတ်ကြော်တော့ဒီမှာစက်သားနဲ့ပေါ့နော်မိုးကုတ်ခေါ်ပုတ်လေးလည်းမှားထားတယ်ခေါ်ပုတ်ကြော်လေးပေါ့နော်ဒီပဲနော်မြေတီလေးအဆက်လေးထားပေါ့သူကဒီတိုင်းစားမယ်ဆိုရင်တော့အရှိုလေးပဲပေါ့နော်ဂျုံသားအီလေးပါတော့လူရွေးပါတဲ့အတွက်ကောင်းထားကြည့်မယ်နော်ဒီမှာမိုးကုတ်ဂျုံစီချက်ဟုတ်ကဲ့လိုက်ကောင်အခုဒီ Century မိုးကုတ်ဆိုရင် brand နဲ့ရှိတ်ထားဖြစ်တဲ့အတွက်သူက delivery ပို့ပေးရ option မှာ save ပါယူလိုက်လို့ရှိရင်ဒါ delivery ရမယ်ပေါ့နော် Century မိုးကုတ်ကကြတော့ breakfast တွေပါရဖြစ်တဲ့အတွက် promo code လည်းသုံးလို့ရတယ်ပေါ့နော် promo code လည်းရှိရယ်သူကတော့6နာရီကနေ9နာရီအတွင်းတော့မှာပေးရမယ်ပေါ့နော်သူ promo code ကကြတော့ breakfast MD1 ဆိုပြီးသုံးလိုက်လို့ရှိရင်ဒါ15ရက်ကုန်လုံးရမယ်ပေါ့နော်အဲ့ဆိုရင်ပို့ကလည်း free 15ရက်ခါလုံးလဲဆိုအိမ်မှာပဲစားတော့မှာနော်မှာစားပါလားဟုတ်ပါဒါပြီးရင်ဟိုဈေးကနဲ့ဝင်မယ်ပြီးရင်ဟိုပါလဲနေကင်းစားထမင်းစားကြမယ်အဲ့ဘက်မှာပဲဥပွားထမင်းဆိုင်လေဥပွားထမင်းဆိုင်ဟုတ်ပါမယ်ဖျားနန်းလေးရပါဒီဥပွားထမင်းဆိုင်ဆိုတာဒါပဲအမဟင်းကဘယ်လိုလေးရောင်းတာလဲစားမှာဗျစားမှာစားခက်တဲ့မင်းနဲ့စားခက်တဲ့မင်းနဲ့ဟုတ်အဟင်းတွေတော့စုံတယ်ပဲအစိတ်သားမွှားကြော်နဲ့ပြမှုလေးနဲ့ပဲစားလိုက်တော့ဒါကတော့နေကင်းစာစားဖို့အတွက်ဥပွားထမင်းဆိုင်ကိုရောက်ခဲ့တာပေါ့နော်ဥပွားထမင်းဆိုင်မှာဆိုရင်တော့ပုံစားအောင်မှာ4500 5000ကျပ်ပဲရှိပါတယ်ဟင်းအမယ်တွေကလည်းအတော်လေးကိုရွေးချယ်စရာဆုံးလင်းပါတယ်ဖတ်ထမင်းပုံစားတစ်ပွဲမှာတာနဲ့ဟင်းတစ်မျိုးရဲ့အရန်ဟင်း3မျိုးနဲ့ငပိတိုးစရာဟင်းရည်တောက်လေးလည်းပါပါတယ်ခင်ဗျဆိုင်လေးစာလေးကတော့မန္တလေးဥပွားဖျားရှိမှရှိတာပါခင်ဗျဖတ်ထမင်းပြောလို့ဆိုပုံစားပေါ့နော်ဖတ်ထမင်းပုံစားနဲ့တစ်ခါပြင်ကို4500 5000ပဲရှိရဥပွားထမင်းဆိုင်မှာကြောက်ပြီးကလော်ဒီဥပွားနဲ့မြင်းနဲ့ချင်းဆိုင်နော်တက်တယ်ပဲဥပွားဖျားနဲ့မြင်းနဲ့ချင်းဆိုင်အားကြောင့်ဥပွားထမင်းဆိုင်ဖြစ်သွားဟောပြီးတော့ဒီမှာလည်းဟိုရှိရနော် grab ရှိရ grab နဲ့မှာစားလို့ရတယ်တော်လည်း free ပဲရတယ်ဈေးဝယ်ထားအထုတ်လေးထောက်ထားလိုက်မယ်စားပြီးတော့အေးလေးတော့ကြနော်အေးပြေလေးပေါ့အေးပြေလေးတော့အေးပိုက်တယ်လည်းတင်းညပဲနော်အဲ့မြက်လည်းစားကောင်းမနေ့ကလည်းစားကောင်းဟုတ်ပါတနေ့ရောနေ့လေရောလာပါရှင်ဟုတ်ဒီမှာကျဆိုပါရဲ့ရှင် rocket pepperite fish နဲ့တော့လား fish နဲ့အခုက mango တစ်ခွက်ဟုတ်ကဲ့စိုက်ထိုင်မယ်ဒီ theology ကကြတော့ဒီ rocket pepperite ကနာမည်ကြီးရဲ့အားကြောင့်ဒါလေးတောက်ရှင်လို့ငချိတ်ပေါ့နော်ငချိတ်ဟောရှိဒါ mango သူက fish ဒီ theology ပါဆိုလဲသူက theology ဆိုင်ခွဲတိုင်းမှာဆိုလဲသူကဒါ break ကနေမှလို့ရှိရင် free delivery ပဲအစိုးရရှိမှပြောရသလိုပဲ option မှာ save ပါရွေးရမှာပေါ့နော်ပြီးရင် free delivery နဲ့မှာစားလို့ရတယ်ဒါဆိုစားခြင်းတဲ့ဆိုင်လေးတွေကိုဒါဟိုရန်ကုန်မှာတွေက list လုပ်ထားတာပေါ့နော်အဓိကအဲ့ Century မိုးကုတ်ကိုစားခြင်းတာလည်းပါတယ်ဒီ theology လည်းပြောလို့ဆိုမတောက်ဘူးသေးဘူး pepperite ကို try ကြည့်ဆိုတော့အဲ့ဒါလေးကိုတွားပြီးတော့ငါတောက်တက်ပေါ့နော် AEP အောင်လို့မင်းလေးရောက်လို့ရှိရင်လည်း ဒီစားဝါးတဲ့ဆိုင်လေးတွေကိုမှတ်ပြီးတော့လိုက်စားကြည့်ပါလို့ပြောချင်ပါတယ်အဲ့တော့ blog လေးကိုလည်းဒီမှာပဲဆုံးသက်ပြရစေကျေးဇူးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျTa-da.